ကိုဖုန်းရဲ့ IMEI number ကိုသူများတစ်သွားရတဲ့ဖုန်းထဲက data တွေအကုန်အခိုးခံရနိုင်သလား Facebook တွေဘဏ်အကောင့်တွေပါသွားနိုင်သလားလူတော်များများစိုးရိမ်နေကြတဲ့ဒီမေးခွန်းရဲ့အဖြေကိုဒီနေ့ဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးသွားမှာပါဖုန်းသုံးနေတဲ့သူတိုင်းမထစ်မနေတိထားတဲ့လုံခြုံရေးဗဟုသုတမှုလို့အဆုံးထိကြည့်ပေးဖို့တိုက်တွန်းခင်ပါတယ်ခင်ဗျာအရင်ဆုံး IMEI ဆိုတာဘာလဲဆိုတာသိဖို့လိုပါတယ်IMEI ဆိုတာ International Mobile Equipment Identity ရဲ့အတူကောက်ထတီဖုန်းတစ်လုံးချင်းစီရဲ့ကိုယ်ပိုင်မှတ်ပုံတဲ့နံပါတ်လိုမျိုးပါလူတစ်ယောက်မှမှတ်ပုံတဲ့နံပါတ်တစ်ခုပဲရှိသလိုဖုန်းတစ်လုံးမှလည်းတစ်ကမ္ဘာလုံးမှတစ်ခုတည်းသော IMEI နံပါတ်ရှိပါတယ်ဒါဟာ hardware ဒါမှမဟုတ် set ပစ္စည်းကိုခွဲခြားတာတယ်လို့တင်ရဲ့ Facebook, Gmail ဒါမှမဟုတ် bank account တို့နဲ့တိုက်ရိုက်မပတ်သက်ပါဘူးဒါဆို IMEI တည်တာနဲ့ hack လို့ရသလားအဖြေကတော့တိုက်ရိုက် hack လို့မရပါဘူး IMEI တည်ုံနဲ့သင်ဖုန်းထဲကဓာတ်ပုံတွေကိုလှမ်းကြည့်လို့မရသလို Messenger က chat တွေကိုခိုးဖတ်တာ password တွေပြောင်းဖြစ်တာနဲ့ဖုန်းကိုအဝေးကနေထိန်းချုပ်တာမျိုးတွေလုံးဝလုပ်လို့မရပါဘူးဒါကြောင့်အလွန်အမင်းထိုက်လန့်စရာမလိုပါဘူးဒါပေမဲ့တတိထားရမယ့်အချက်တွေတော့ရှိပါတယ် IMEI ကိုသူများသိသွားရင်ဘာတွေဒုက္ခပေးနိုင်လဲဆိုတော့ပထမအချက်က blacklist လုပ်ခံရခြင်းပါတစုံတစ်ယောက်ကသင် IMEI ကိုသုံးပြီး operator စီဖုန်းပြောက်သွားရင်လို့လင်တိုင်ရင်သင်ဖုန်းဟာဖုန်းလိုင်းသုံးမရအောင်ပိတ်ခံရနိုင်ပါတယ်ဒုတိယအချက်က IMEI cloning ပါဟက်ကာတွေကသင်ရဲ့တရားဝင် IMEI ကိုခိုးယူပြီးတရားမဝင်ဖုန်းတွေကိုထည့်သုံးတာမျိုးပါဒါဆိုရင်ပြဿနာတစ်ခုခုထင်ရင်သင်ဖုန်းနံပါတ်ကညှိစွဲနေနိုင်ပါတယ်တတိယအချက်ကတော့ IMEI location tracking ပါဒါကတော့တာမန်လူလုပ်လို့မရပါဘူးအာနာပိုင်တွေဒါမှမဟုတ် operator တွေကပဲ IMEI ကိုသုံးပြီးဖုန်းတည်နေရာကိုရှာဖွေနိုင်တာပါဘယ်လိုကာကွယ်ကြမလဲကိုယ့်ဖုန်းရဲ့ IMEI နံပါတ်ကိုလွှဲဝက်ကပါဖုန်းဘူးခွန်ဒါမှမဟုတ်ဖုန်းနောက်ကျောက IMEI ကိုဓာတ်ပုံရိုက်ပြီး social media ပေါ်မတင်ပါနဲ့ဖုန်းမှာ *#06# ကိုနှိပ်ပြီးကိုယ့်ဖုန်းရဲ့ IMEI ကိုကြိုတင်မှတ်ထားတာပါဖုန်းတကယ်ပျောက်သွားမှသာဒါကိုအသုံးပြုရမှာပါနောက်ဆုံးချက်ကတော့ link အတူတွေနဲ့ app အတူတွေကိုသတိထားပါဖုန်း hack ခံရတာဟာ IMEI ကြောင့်ထက်စိတ်မချတဲ့ link တွေနှိပ်မိတာဖြစ်တာပိုများပါတယ်အနစ်ချွေရရင်တော့ IMEI တည်သွားရုံနဲ့ data တွေအကုန်ပါသွားပြီဆိုပြီးမကြောက်ပါနဲ့ဒါပေမဲ့ကိုယ့်ရဲ့ပိုင်ဆိုင်မှုသက်သေအထောက်ထမ်းတစ်ခုဖြစ်တာကြောင့်လူစိန်တွေကိုမမြင်စေတာအကောင်းဆုံးပါတယ်ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင် like နဲ့ share လုပ်ပေးသွားပါဦးနောက်ထပ်လည်းနီးပညာဗဟုသုတတွေသိကျင်ရင်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးပဲဘေးကင်းကြပါစေ